ဒါကတော့လွန်ခဲ့တဲ့နိုင်ငံကရန်ကုန်မြို့မြောက်ကလာဘက်မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရမှန်တစ်ခုညနေတဲ့အချိန်တက်စင်ကားစီးရင်ခရီးသည်တွေမကပဲတခြားຢာတွေပါလာတတ်တယ်ဆိုတာခင်ဗျားတို့ယုံလားအဲ့ဒီညကလောကိစ္စနဲ့အပြင်မှာနောက်ကျသွားတဲ့မြို့သားတယောက်ကမြောက်ကလာဘလမ်းဆုံးမှာတက်စီစင်ကားစီးခဲ့ကားမောင်းတဲ့သူကလူလက်ပိုင်းရွယ်မြို့သားတယောက်လမ်းတစ်ဝက်ရောက်တော့ကားသမားကနောက်ကြည့်မှန်ကိုခဏခဏကြည့်ပြီးမျက်နှာပြလာပြီးတော့ညီလေးနောက်မှပါလာတဲ့သူကဘယ်မှာဆင်းမှလဲလို့မေးလိုက်တယ်အဲ့ဒီမျိုးသားကကြောက်သွားပြီအခုကျွန်တော်တယောက်တည်းစီးတာလေးလို့ပြန်ပြောလိုက်တဲ့အခါကားသမားရဲ့မျက်နှာကသွင်းဖြီတော့လို့ဖြူရော့သွားခဲ့တယ်ကားသမားကတုံတုံရင်ရင်နဲ့ပြောလိုက်တယ်ညီလေးရဲ့ဘေးမှာဖြူအောင်ဝတ်ထားတဲ့မင်းကလေးတယောက်ထိုင်နေတာကျွန်တော်မှန်နေရတယ်မြင်နေရတယ်အဲ့ဒီမျိုးသားကဘေးကိုကြည့်လိုက်တော့ဘူးမှမရှိဘူးဒါပေမဲ့သူ့ဘေးကခုံကတစုံတယောက်ထိုင်နေတယ်လို့မျိုးနှိမ့်ဝင်နေတာကိုတွေ့လိုက်ရတယ်အဲ့ဒီချိန်မှာပဲကားထဲမှာအပုံနဲ့လိုမျိုးနန်းစိုးတစ်ခုစိမ့်ထွက်လာပြီးသူ့ရဲ့ခုံဘော်ကိုအေးဆက်ဆက်ထိတွေ့တစ်ခုရောက်လာခဲ့တယ်သူတို့နှစ်ယောက်လုံးကြောင်းလက်တကြားနဲ့ကားကိုလမ်းဘေးမှာရပ်ပြီးအပြင်ကိုထွက်ပြေးခဲ့ကြတယ်နောက်မှသိလိုက်ရတာကအဲ့ဒီနေရာမှာလွန်ခဲ့တဲ့ရက်နေငယ်ကမျိုးသမီးတယောက်ကားတိုက်ခံရပြီးဆုံးပါသွားတဲ့နေရာဖြစ်နေတာပါအခုထိလည်းအဲ့ဒီလမ်းမှာညဘက်ဆိုရင်ဖြူအောင်ဝတ်ထားတဲ့မျိုးသမီးတယောက်ကကားတားနေတတ်တယ်လို့ဒေသခံတွေကပြောကြပါတယ်ဒါကတော့တကယ်ဖြစ်ရမှန်ကိုအခြေခံထားတဲ့ဇာတ်လမ်းပါခင်ဗျားတို့ညဘက်ကားစီးရင်ဘေးမှာဘယ်သူရှိနေလဲဆိုတာသိချကြည့်ဖို့ရတာ